အားလုံးပဲမင်္ဂလာပါ Passport နဲ့တင်နေကြပါမယ်ဒီနေ့ကျွန်တော်တင်ဆက်ရေးမဲ့ခေါင်းစဉ်တွေကတော့ခွဲဝါခြင်းတွေကနာကျင်ရတယ်ပေါ့ဗျာဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့တင်ဆက်ရေးမှာဖြစ်ပါတယ်ဒီခေါင်းစဉ်ကိုကျွန်တော်တို့ဘယ်လိုပေးထားလဲဆိုတော့ကျွန်တော်လက်ရှိကြီးတီးတင်းရဲ့ခန္ဓာဝင်ခုနကမာကြီးခုနကဘိုးချိုကြီး Kevin De Bruyne ဆိုတော့ယာရီကိုရင်ကျွန်တော် Manchester City ကနေပြီးတော့ထွက်ခွာဖို့ကဖြစ်နိုင်ကြီးတော်များနေပါပြီတကယ်လည်းထွက်ဖို့ကတော့လေများနေပြီဒါကြောင့်မို့ဟိုဘက်ကနေဝေဖန်မိပေါင်းများစွာတန်နေရမျက်ဝင်းတွေကနေချက်စီးတင်းရဲ့အရှုံးသမားလေးဒီရှုံးသမားတရားကိုတလောက်များပြားတဲ့စံချိန်တင်ပြောင်းရွှေ့ကြီးနဲ့ CD တန်းခေါ်ရဟာဒါ CD ရဲ့မိုင်မဲတဲ့ YouTube မှုဆိုပြီးတော့ရှိတဲ့မြတဲ့စာတွေအားလုံးဒီပါကကျွန်တော်တွေဝေဖန်ရှုတ်ချကြတယ်ခုဆိုရင်တော့လက်ရှိသူတို့ပြောခဲ့တဲ့ဒီအရှုံးသမားတွေဟာဆိုရင်တော့ချက်စီးတင်းရဲ့ကြာရှုံးခဲ့တဲ့ကောင်လေးဟာဆိုရင်တော့ဒါခက်ခဲလာပါလေဆိုတဲ့ပလီမြတ်လေးဆိုတဲ့ရဝင်းကနေဂိုးဖန်ဒီမှုပေါင်းများစွာ CD ရဲ့အတက်သွေးကြော CD ရဲ့ကနဝင်ဖြစ်ခုဆိုရင်တော့ CD တင်းကနေထွက်ခွာတော့မှာဖြစ်ပါတယ်ခွဲဝါခြင်းတွေကဘလို့မျိုးခွဲဝါခြင်းဖြစ်ပြီးကျွန်တော်တွေကကောင်းတဲ့ဒါရှိမဲ့ဆိုရင်တော့ဗျာတမျိုးတစ်ခုကတော့နာကျင်ရတာပါပဲသူပြင်တော့ကျွန်တော်တွေဒါတက်ဆိုင်တွေပါဆိုရင်တော့ဒီခွဲဝါခြင်းတွေကပိုးပြီးတော့နာကျင်ရပါတယ်ဒါတော့မမေးချင်းတင်ခါရဒါဖြစ်ပြီးရင်ပြတ်တက်တဲ့ကြောခရံပေါ့ဗျာတွေးဆုံခြင်းပြီးပဲဆိုရင်တော့ဒါခွဲဝါခြင်းကကြုံရမှာပဲဒါကြောင့်မို့လူတိုင်းကဒီကိစ္စကိုအလုံးဝလက်ခံရမှာဒါကြောင့်တရားတွေခေါ်တာမဟုတ်ကျွန်တော်ပြောနေတာကဒါ CD ရဲ့ကန်နဝင်ကုနေလာမာကြီး Kevin De Bruyne နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်နှစ်မျောတတ်တာပြီးတော့ကျွန်တော် CD ဖန်တယောက်နေကျင်းတဲ့ခါကြီးပြောပြနေရတာအမှန်တမ်းပြောမယ်ဆိုတော့ဒါကြီး CD ဖန်တွေကလည်းဒီရက်ရှိကျွန်တော်တို့ဟို KDB ကိုဘယ်လိုကျွန်တော်အားလုံးဒီမှာဟာအရန်ကိုချစ်တာ KDB ဒီဘလောက်တောင်ချစ်စရာကောင်းလဲဆို KDB မပါတဲ့ပွဲတွေဟာအရန်အတက်မဲ့လို့ပဲအခုနောက်ပိုင်းမှာတော့ရိုးရိုးဖြစ်လာ KDB မပါတဲ့ကွန်းလေဟာကျွန်တော်တို့အတက်မဲ့လို့ပဲ CD တင်းကိုကြည့်ရတာအဲ့လောက်ကြည့်အောင်နေတယ် CD ရဲ့မရှိမဖြစ်ဒါသူ့အရန်ခုံတန်းနေမြင်းဟိုကကျွန်တော်တို့အရန်အားရှိနေတဲ့အချိန်ပေါ့ဗျာ KDB ကျွန်တော်တို့ဒါ KDB ကျွန်တော်တို့ဒါ Kevin De Bruyne တိုင်း sorry ဒါအဲ့ကြောင့်မို့ဟိုအောင်ပြောထားရဂျာရင်တော့အောင်ပြောထားရေ KDB လက်ကျင်စင်တာနဲ့တို့တနိုင်ငံလုံးဖေးဖေးတောင်ကြောင်းနေပါပြီတကယ်လဲအဲ့လောက်ထိကို KDB ရရန်ကောင်းခဲ့တာဒါကြောင့်မို့အခုကျွန်တော်ရဲ့ကန်တဝင်ကြီးရာဆိုရင်တော့ဒီຢာဒီမှာဆိုရင်တော့ဒီခွဲခွာခြင်းသူရဲ့ဒါနောက်ဆုံးຢာဒီပါဖြစ်နိုင်ကြတော်လေးများနေပါပြီတကယ်ဆိုလဲဒါသူရဲ့အသက်အရွယ်ကဒါဟိုစကားတွေပြောလာပြီဘယ်တော့ပဲစိတ်ကနှုတ်ပြနေပါစီသူ့ခန္ဓာကိုယ်နဲ့ဒါသူတော့ပဲစိတ်ဆောင်ပြီးတော့ကိုကမလိုက်နိုင်တော့ပါဘူးတရှိဒါရီမှာဆိုတဲ့ KDB ကတန်ရာပြက်နာပေါင်းနေတဲ့သူတွေနားလိုက်ကလိုက်ဖြစ်နေကြတော့သူ့ရဲ့နေရာကို Manchester City ကလည်းအစားထိုးဖို့လေကျွန်တော်တွေလှုပ်ဆောင်နေပါလေဒါကြောင့်မို့သူအတူတူနေဘက်ကကြည့်မယ်ဆိုရင်လည်းဒါလက်ရှိကျွန်တော်ဘောလုံးရဝင်ကအရန်ရန်ကိုပွဲစဉ်အရန်များတယ်ဗျာအခု Manchester City ဒီလက်ရှိပင်းရလေးပြီးတာနဲ့ဒါတချိမနာရဘူးမနာတဲ့အချိန်မှာကလပ်ဘက်ကကိုသွားကန်ရတဲ့အနေအထားမျိုးကလပ်ဘက်ကပြီးရင်3ဘက်လောက်ပြီးရတယ်ပလင်းကလေးကပြန်စမယ်ဗျာကလပ်ဘက်ကမှာ final ထိတက်ခဲ့မယ်ဆိုရင်နားတီတော့နှစ်ပတ်ကျော်လောက်ရမယ်အနေအထားမျိုးဆိုတော့သူ့လူအမတယောက်ကချင်းမယ်ဆိုရင်တော့ဒါအတက်ကလည်းကြည့်ပြီးပတ်စံကိုဆိုတာလည်းကျွန်တော်တွေဘာမှကိုသူ့အတွက်ကတော့ပြောစရာမလိုတော့ဘူးနောက်ကြတော့ sorry ကိုတွားမလား sorry ကိုတွားမယ်ဒါမှမဟုတ်လေအမေရိကန်ကိုတွားမလားဒါမှမဟုတ်လေတခြားသူ့ရဲ့ဗေယံတွားပြီးတော့ AC အနားယူပန်းဖင်မလားဟိုတမျိုးတစ်ပုံသူအများကြီးစဉ်းစားလို့ရပြီဗျာလူမျိုးပင်ပန်းတဲ့ဘုံရဝင်ကိုသူ့ရဲ့ခန္ဓာကိုယ်အရန်ကိုအပြင်းပန်းခံပြီးတော့ KDB ကစားဖို့ရတော့သူ့စိတ်ထဲမှာတော့ကျွန်တော်တို့ဒါတွေးတော့လောက်ပြီးတော့မြင်နေဗျဒါကြောင့်မို့ကျွန်တော်တို့ဟာဟိုဘက်ကနေဝေဖန်ပြီးပေါင်းများစွာတန်ရမြုံဝင်းပေါင်းများစွာနဲ့ပြောင်းတက်ကျောင်းလာတဲ့ကောင်လေးတယောက်အဲ့တော့ကျွန်တော်တို့ဂျာနယ်မှာဆိုရင်ဒါလုံးဝကို58တန်းပေါင်58တန်းကျော်နဲ့ပြောင်းရွှေ့ခဲ့တာဟာ Man City ဟာဒီခေါ်ယူမှုအရန်ကိုယူတွက်မှုပဲ Chelsea မှာဘာမှဖြစ်ခဲ့တဲ့ကြာရှုံးခဲ့တဲ့ကောင်လေးဟာဒါတော့များပြားတဲ့ပြောင်းရွှေ့ကြီးဒါသူကောင်းနေဆိုတာကလေတကယ်တော့ဟိုမှာပဲကောင်းတာဒီဘွန်ဒဒီကာမှာပဲကောင်းတာပရီးမီးယားလိဂ်မှာဒီကောင်ဘာမှကိုဖြစ်လာမဲ့ကောင်မဟုတ်ဘူးပရီးမီးယားလိဂ်တဲ့သူလာကစားဖို့လေချက်စီမှာလာကစားတယ်ဘာမှမဖြစ်မြောက်လို့မို့ဒီဘွန်ဒဒီကာဆိုတဲ့ဟာမှာပဲဒီကောင်တောက်ပပြနေတာဘာမှမဖြစ်နိုင်တဲ့ကောင်မှာကွာဆိုပြီးတော့ဒီပေါင်58တန်းကြီးကဒါညောင်ရဲမှာနှုတ်လိုက်တာပဲဆိုပြီးတော့တုံးဝကိုကျွန်တော်ဒီနိုင်မီလိုတဲ့စာတွေက KDB ကိုအများကြီးတက်ခဲ့ကြတယ်ဒါပေမဲ့သူဖြစ်ချင်တာတွေကို CTB ကလုံးဝကိုမဖြစ်နိုင်ခဲ့ပါဘူးလူရဲ့ကျွန်တော်တို့ခေါ်ဖန်တီးမှုတွေဟာ KDB ဆိုပြီးတော့နိုင်မင်းနှလုံးရအောင်ကျွန်တော်တို့ဒါပရိသတ်တွေရဲ့နှလုံးထဲမှာ KDB လောက်ကောင်းလဲဆိုတော့အများအမြင်သိပါတယ် CD ဖန်နေမဟုတ်ပါဘူးတခြားတင်းဖန်နေအစား KDB ဘိုင်းကားကိုကျွန်တော်တို့ချိကြတယ်သူရဲ့အပြုတ်မှုတွေကထင်းရမှဆိုရင်တော့တကြီးရန်လွဲပြုတ်မှု AC အနေရတဲ့ကေဒါတော့ KDB နဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်တဲ့ကောင်းစဉ်ကတော့ခွဲခွာခြင်းတွေကတောက်ဆုံးတော့နာကျင်ရပါတယ်ဘယ်လိုပဲခွဲခွာခြင်းတွေဖြစ်
ဒါချစ်ချင်းခွဲခွာခြင်းဖြစ်ဖြစ်မုန်းခြင်းရဲ့ခွဲခွာခြင်းဖြစ်ဖြစ်တနေ့တစ်ဖုံတော့ကျွန်တော်တို့တွေကတော့ဒါနာကျင်မှုပေးပါတယ်ဒါတော့ခီနီကိုတက်ပြီးတော့ကျွန်တော်တင်ဆက်ပေးတဲ့ topic ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Mirage တော့နေ့တွေကိုဖန်ဆင်းနေကြပါစေခင်ဗျ